အားလုံးပဲမင်္ဂလာပါရှင် Jazzy Base ကနေပြန်လဲကြိုဆိုပါတယ်ကြက်ပါကြက်ကဒီနေ့မှာတော့ဒီရဲ့ dessert က at heart နဲ့ mochi လေးကိုစားမှာဖြစ်ပါတယ်ပြီးတော့သူ့ဘာနဲ့တောက်မှာလဲဆိုတော့ဒီမှာက lemon tea လေးနဲ့တောက်မှာပါဒီအဲ့ဆိုစားလိုက်တော့မယ်နော်ဘာလေးနဲ့စားလိုက်ရင်ကောင်းမလဲဆိုတော့ဒါလေးက tiramisu ထင်တယ်ချစ်စရာလေးပေါ့စားမယ်နော်စားပါအောင်ရှင်အကြည့်အမှုသားလေးကနင်းညံ့လာပဲဟဲ့ဝါကောင်းလိုက်တာတကယ် tiramisu ရဲ့အရသာရတယ်အပေါ်ကလေမိုချီသားမှုတ်သားနူးနူးလေးနဲ့tiramisu တော်တော်ကောင်းတယ်တော့စစ်စင်လေးဟိုအရင်ကြီးလည်းမချိုးဘဲနဲ့လေအဲ့ဒါမှ attack စားမယ်ကြည့်ပါဦး attack ရဲ့လာပါမှုlookဒါလေးက blueberry ထင်တယ်သူ့မုတ်သားလေးကလက်ကလေးချစ်တန်လေးနဲ့ဝင်သွားဆရာကောင်းလိုက်တာဆိုစလေ blueberry jam လေးနဲ့ပြတင်ပေးမယ်ဆိုရင်အဲ့လောက်ပေးလိုက်မယ်ကောင်းတယ်ဒါမှ tiramisu တော့မကြောက်နဲ့ဒါဒူးရင်းချင်တယ်ဒါတကယ် request လုပ်တာထည့်ပေးပါဆိုပြောလေဒါလေးကကြတော့ mochi စားနေမှာပါမဖြစ် prepping ငွေညာပဲနဲ့လေပဲလေးပါပြန်မဒီမိုချင်းနဲ့လိုက်တဲ့အီးပေးအကွာ cream လေးနဲ့ဒါလေးက mini strawberry ရဲ့နဲ့ပေးထားမှုတ်သားလေးအရန်ကောင်းတယ်တကယ်နူးအီနာမယ်ဒီဘောင်းထဲမှာ strawberry လေးဒါလည်း strawberry ပဲဒူးရင်းစားမှာကွာအော်ဒါဒူးရင်းမဟုတ်ဘူးဒါငါပြောအေးမွေးလာမှငါပြောသိမလားနေဘာနာနာဘယ်ဒူးရင်းလဲဒါဒူးရင်းကြည့်လိုက်ပါဦးဆက်ပါကောင်းတော့ဒူးရင်း10 out of 12 out of 10 banana လဲ10 out of 10ဒါက choco mint လား choco mint I guess let's see ကြည့်လိုက်ဒါပေမဲ့အရင်ကောက်တယ်ကြိုက်တဲ့လူဆိုကြိုက်မှာဒါပေမဲ့ကျကျ personally choco mint ကိုမကြိုက်တော့တဲ့စိတ်စားနေရတယ်သူကမကြိုက်အားလိုက်တာ Ooh so good 这把 cheese ပြည့်ပဲအိုးစိတ်ညာပဲအဲ့ဒါကောင်းတယ်လို့လား cheese လဲ 12 out of 10 chocolate ခါလေးတော့အရင်မချိုး8 out of 10 cookie dough လားcoffee
coffee 10 out of 10 I like it ဆွေးရအောင်လေဒါဖန်တန်ချင်တယ်တိတ်မကြိုက်ဘူး6 out of 10ရမ်းကြည့်ရ red velvet နဲ့တူရနော် red velvet လားred velvet ဟုတ်တယ် red velvet ရန်ကောင်းတယ်10 out of 10ဒါပေမဲ့အားလုံးနဲ့မှာကြိုက်ဆုံးကကြတော့လေ first ကကြတော့ durian second ကြတော့ cheese တတိယကြတော့ tiramisu အောက်မှာပဲထပ်စားရမှာခုတော့မစားနိုင်တော့အရင်အိနေပြီမလို့ဒီရက်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးရဲ့အတွက်ကျေးဇူးတင်ပါတယ်နော်နောက်ဆက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye